များတို့ဗမာပြည်မှာဖြစ်နေတာကတော်လန်ရေးသမားတွေဒီတော်လန်ရေးကိုဖျက်ဆီးနေတဲ့လူတွေကအဲ့ဒီအချောင်သမားတွေပေါ့ဗျာလူခွင့်ရေးကြွက်ခွင့်ရေးကြောင်ခွင့်ရေးအဲ့ဒီအခွင့်ရေးတွေပြောပြီးတော့ကိုယ်ခွင့်ရေးကိုယူနေတဲ့ကောင်တွေနိုင်ငံရေးသိပ္ပံတို့ကြွက်ရေးသိပ္ပံခွတ်သိပ္ပံဝတ်သိပ္ပံကြက်သိပ္ပံပြောပြီးတော့နော်ကိုစစ်တပ်နဲ့ပေါင်းပြီးတော့ကိုယ့်အိတ်ထဲကိုထည့်ကျင်တဲ့ကောင်တွေကပြောချင်တာပြောနေတာဒါမျိုးကိုခမားတို့ပြည်သူလူထုကမသိဘူးဟေ့ခမားတို့ပြည်သူကဒီလိုကောင်မျိုးတွေကိုလက်ခံနေသူတွေဒီနိုင်ငံကစစ်တပ်အမြဲတမ်းအုပ်ချုပ်နေမှာအားလုံးပဲမင်္ဂလာပါအဝိကမြန်မာ News Channel မှာလွယ်ဦးတော်လှန်ရေးသတင်းအပါအဝင်နိုင်ငံရေးစစ်ရေးသတင်းများကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် Like and Subscribe လုပ်ထားပေးပါရန်တောင်းဆိုအပ်ပါတယ်နောက်အချိန်ကာလတစ်ခုရောက်တော့မှဟာဒီကောင်မှန်ပါလားဒါမှမဟုတ်နောက်အချိန်ကာလတစ်ခုကြာတော့မှဒီကောင်မှားပါလားအဲ့မှားတာမှန်ခြင်းကနောက်ကိစ္စဖြစ်သွားပြီဘယ်အလုပ်မဆိုအချိန်ကာလတစ်ခုစောင့်ရတာခင်ဗျားတို့လူငယ်တွေကိုကျွန်တော်တို့လိုမျိုးတကယ်ကိုဖြစ်စေချင်တာငြိမ်းချမ်းအောင်အခုခင်ဗျားရှိမှပြောနေတဲ့ကောင်ငြိမ်းချမ်းအောင်ခင်ဗျားရှိမှပြောနေတဲ့ကောင်ဖင်လန်နိုင်ငံကိုရောက်လာတဲ့အခါမှာစွတ်ကြဲလေးတစ်ထည်ပဲပါတယ်ဒီဖင်လန်နိုင်ငံမှာရှိနေတဲ့လူတွေအကုန်လုံးကိုခင်ဗျားတို့မေးကြည့်လို့ရတယ်ငြိမ်းချမ်းအောင်ဖင်လန်နိုင်ငံကိုရောက်လာတဲ့အခါမှာထိုင်းလေစိတ်ကနေလက်ထိတ်နဲ့လေရင်ခုံပေါ်မှာတင်ပေးလိုက်စွတ်ကြဲဂျိုင်းပြက်ကလေးနဲ့ထိုင်းနိုင်ငံကဘောင်းမီတိုလေးနဲ့ကိုပေဟေဂင်လေစိတ်ရောက်တော့မှဘောင်းမီဆိုတာဝစ်ဘောင်းမီအရှိဝစ်ရတာအဲ့ဒါတော့မှမိတ်ဆွေအပေါင်းအသင်းတွေယူလာပေးလို့ကျွန်တော်ဖင်လန်နိုင်ငံမှာဘာမှမပါဘဲနဲ့ကြော့ပါရဲ့ရောက်လာအစိုးရကောင်းတဲ့အခါမှာအစိုးရကကျွန်တော်ကိုသေးသေးချာချာပြုစုစောင့်ရှောက်ပေးတာကိုမိဘထက်ပါကောင်းတယ်အစိုးရကကိုမိဘထက်ပါကောင်းတယ်ဆိုတာအိတ်ခေတ်ခါပြောတာနော်ဒီခေတ်ဒီအခါကိုပြောတာမဟုတ်ဘူးဘာဖြစ်လို့အစိုးရကကိုမိဘထက်ကောင်းတယ်ပြောတဲ့အခါအစိုးရကတာဝန်ယူနိုင်တယ်ဥပမာကျွန်တော်မှအဲ့ဒီအခြေအနေတုန်းကလွန်ခဲ့တဲ့26 28နှစ်အချိန်ကာလကဗမာပြည်မှာအသေးရောင်ယောဂပိုး ABCD ဆိုတာတော့မှစစ်တဲ့စစ်ဆေးတဲ့ဆက်တွေမရှိဘူးဗမာပြည်မှာလွန်ခဲ့တဲ့26 29ကအဲ့မှာခင်ဗျားတို့ပြောတဲ့ဆရာကြီးဒေါက်တာဇော်ဝေစိုးမကလို့ကြိုက်တဲ့လူကိုပြောစစ်တပ်မှာတော့ရှိရင်ရှိနေလိမ့်မယ်ဦးမေဝေးအိမ်မှာရှိရင်ရှိနေလိမ့်မယ်ဒီရောက်တဲ့အခါသူတို့ကအဲ့လိုစစ်ဆေးပြီးတော့မင်းအသက်ကြီးရင်တော့အသေးကင်ဆာဖြစ်နိုင်တယ်မင်းကိုကြိုတင်ကာကွယ်ဆေးတွေတိုက်ရမယ်ဆိုပြီးတော့အဲ့ချိန်တုန်းကအသေးရောင်ယောဂပိုးစီဆေးရဒီလိုစားဆေးတွေမဟုတ်ဘူးထိုးဆေးမျိုးတွေနဲ့ဆက်ပြီးတော့ထိုးရတဲ့ဟာမျိုးတွေထိုးရတာအဲ့တော့ကျွန်တော်ပြောချင်တာဘာဖြစ်လို့မိဘထက်ကောင်းတာလဲကျွန်တော်မိဘကျွန်တော်မှယောဂရှိနေတယ်ဆိုတာသိတော့မှပတ်စံမရှိလို့ရှိတောတွေတောင်တွေပတ်စံရှိတောင်မှတောတွေတောင်တွေထဲမှာနေရပြီဟေ့ဆိုလို့ရှိဆေးဝယ်လို့မရဘူးဆိုကျွန်တော်ကိုကုပေးလို့မရဘူးခင်ဗျားတို့မိဘထက်အစိုးရကောင်းတယ်ဆိုတာကိုပြောတာနော်နိုင်ငံရေးကောင်းဖို့လိုတယ်ဆိုတာကိုပြောတာနော်ခင်ဗျားမိဘပတ်စံနေရှိတယ်ခမည်းမိဘခမည်းကိုဘယ်လောက်စောက်ရှောက်ချင်အောင်မှဥပမာနိုင်ငံရေးမကောင်းတဲ့အခါအမေရိကမှာဆေးသွားကူးကျင်တယ်ဆိုခမည်းဗီဇာရဖို့အခုချိန်မှာခက်လိမ့်မယ်စင်ကာပူကနိုင်ငံတွေကြတော့သူ့သားသမီးတွေယောဂရှိပြီဆိုတော့အမေရိကသွားကျင်ဗီဇာတောင်မှရှောက်เสียရမလို့ဒါမျိုးတွေကွာတဲ့အတွက်ခမည်းတို့အတွက်နိုင်ငံရေးဟာဘယ်လောက်အရေးကြီးသလဲနိုင်ငံရေးဟာဘယ်လောက်အရေးကြီးသလဲခမည်းရဲ့အတွေးခေါ်အယူအဆတွေဟာဘလောက်အရေးကြီးသလဲခမည်းရဲ့ပါဝင်ပူးပေါင်းဆောင်ရွက်မှုတွေဟာဘလောက်အရေးကြီးသလဲဒါတွေကိုရှင်းပြနေတာလူထုကိုမှန်မှန်ကန်ကန်ပညာပေးဖို့လိုတယ်လူထုကိုမှန်မှန်ကန်ကန်အသိဉာဏ်ပေးဖို့လိုတယ်လူထုကိုမှန်မှန်ကန်ကန်ပြောဖို့လိုတယ်ဆိုဖို့လိုတယ်ဆိုတဲ့ကိစ္စကိုပြောနေတာဒီအပြင်မှာခင်ဗျားတို့ကိုထပ်ပြောခြင်းသေးတယ်ခင်ဗျားတို့တွေပြောနေတယ်စစ်ပွဲတွေတိုက်တယ်အဲ့ BBC တို့ VOA တို့ RFA တို့ခေကောင်းတဲ့အချိန်တုန်းကနှိုင်းရှင်တဲ့ဆရာကြီးတွေကိုစော်ကားတာမဟုတ်ပါဘူးဗျာအမြင်ကတ်လို့ပြောတာပါ
သူတို့မစော်ကားခြင်းမအောင်သူတို့မှသူတို့ပြောခွင့်သူတို့ဆိုခွင့်သူတို့လုပ်ခွင့်သူတို့အခွင့်အရေးနဲ့သူတို့အကုန်ကြည့်တယ်ဒါပေမဲ့မစီမဆိုင်နေနှိုင်းရှင်ပြီးတော့ပြောတဲ့အခါအမြင်ကတ်လာလို့ခင်ဗျားတို့ဗမာပြည်ကလူတွေပေါ့ဗမာပြည်မှာအခုခွေးခွင့်ရေးတို့ကြွက်ခွင့်ရေးတို့ကအစနိုင်ငံတကာအကောင်တွေကလူခွင့်ရေးလောက်ပဲတင်တာဗမာပြည်အကောင်တွေကခွေးခွင့်ရေးကြွက်ခွင့်ရေးအစအကုန်တင်ထားတာဗမာပြည်အကောင်တွေကခွေးခွင့်ရေးကြွက်ခွင့်ရေးကြောင်ခွင့်ရေးအစတီကောင်ခွင့်ရေးအစအကုန်တင်ပြီးတော့ကိုယ်ခွင့်ရေးပဲကိုတောင်းနေတာခင်ဗျားတို့တွေပူသိထားတော့ခင်ဗျားတို့ကိုပြောချင်တာယူကရိန်းကနော်အဲ့ခင်ဗျားတို့မှတ်မိသေးလားမသိဘူးယူကရိန်းစစ်ပွဲနဲ့ဗမာပြည်ရဲ့ຫນွေဦးတော်လှန်ရေးကိုနှိုင်းရှင်တယ်တို့ဘာလို့ဆိုပြီးတော့ပြောနေတဲ့ကောင်တွေရှိတယ်ခင်ဗျားတို့ကိုကျွန်တော်မေးချင်တယ်ယူကရိန်းကကောင်တွေလူအခွင့်ရေးမသိဘူးလို့ခင်ဗျားတို့ထင်လားယူကရိန်းကကောင်တွေနဲ့ဗမာပြည်ကလူတွေနဲ့နော်ဗမာပြည်ကဆရာကြီးတွေနဲ့ယူကရိန်းကရိုးရိုးတာမန်လူတွေနဲ့လူအခွင့်ရေးကိုဘယ်သူပိုသိမှထင်လဲဥရောပသမဂ္ဂကြီးနဲ့အာဆီယံနဲ့ပေါ့လူအခွင့်ရေးကိုဘယ်ကပို့ပြီးတော့ကျင့်သုံးမှထင်လဲစစ်ပွဲဖြစ်လာတဲ့အခါမှာယူကရိန်းကရုရှားနိုင်ငံရဲ့မြို့တော်ဖြစ်တဲ့မော်စကိုအထိဒရုန်းနဲ့ပစ်တာစစ်ပွဲဖြစ်လာတဲ့အခါမှာယူကရိန်းကရုရှားနိုင်ငံရဲ့မြို့တော်မော်စကိုကိုဒရုန်းနဲ့ပစ်တာခင်ဗျားထင်နေတာမော်စကိုမှာခွေးတွေကြောင်တွေကြွက်တွေကြီးပဲနေတယ်ထင်နေလို့လားမော်စကိုမှာကလေးတွေမရှိဘူးလို့ခင်ဗျားထင်နေလားတေးချက်ခင်ဗျားတို့ကျွန်တော်မေးပြီနော်ဗမာပြည်ကလူတွေကခွေးခွင့်ရေးကြောင်ခွင့်ရေးကြွက်ခွင့်ရေးငှက်ခွင့်ရေးအကုန်လုံးအခွင့်ရေးတွေအကုန်သိတယ်ဆရာကြီးတွေအကုန်လုံးကဆရာကြီးတွေယူကရိန်းမှာဆရာကြီးသိမ့်မရှိဘူးဒါပေမဲ့ကျွန်တော်ပြောသလိုအာဆီယံကလူခွင့်ရေးကိုဘလောက်လေးစားတယ်လဲအာဆီယံကလူခွင့်ရေးကိုဘလောက်အားပေးတယ်လဲဥရောပသမဂ္ဂကလူခွင့်ရေးကိုဘလောက်လေးစားတယ်လဲဥရောပသမဂ္ဂကလူခွင့်ရေးကိုဘလောက်လေးစားတယ်လဲဒီတော့ခင်ဗျားတို့ကိုကျွန်တော်နှိုင်းရှင်ပြတာအဲ့လိုနှိုင်းရှင်ပြတဲ့အခါမှာခင်ဗျားတို့အခုကျွန်တော်မေးပြီမော်စကိုမှာယူကရိန်းကမော်စကိုမြို့တော်ကြီးကိုဒရုန်းနဲ့ပစ်တယ်မော်စကိုမှာလူတွေမရှိဘူးခွေးတွေဘယ်လိုပြောမလဲခွေးတွေကြောင်တွေကြွက်တွေပဲနေနေတယ်ကလေးတွေမရှိဘူးဘာမှမရှိဘူးဗမာပြည်မှာကြတော့ကျွန်တော်တို့တော်လှန်ရေးအဖွဲ့အစည်းကလူတွေကမြို့တစ်ခုကိုဝင်သိမ်းမယ်ရွာတစ်ခုကိုဝင်သိမ်းမယ်ဆိုတာနဲ့လူခွင့်ရေးအဖွဲ့အစည်းတွေအကုန်လုံးကဟာကချင်ကတော့ဟေးလူခွင့်ရေးတွေချိုးဖောက်ပြန်ပြီ PDF ကတော့လူခွင့်ရေးတွေချိုးဖောက်ပြန်ပြီဟာအခုယူကရိန်းကနေပြီးတော့နော်မော်စကိုပြစ်တဲ့အခါမှာဥရောပသမဂ္ဂမှာရှိနေတဲ့လူခွင့်ရေးကြွက်ခွင့်ရေးကြောင်ခွင့်ရေးသမားတွေလည်းအတမ်းမထွက်ဘူးဘာဖြစ်လို့လဲစစ်ပွဲပဲဖြစ်တယ်စစ်ပွဲဖြစ်လာပြီဟေးဆိုလို့ရှိရင်တကယ်ဒုက္ခရောက်တဲ့လူတွေဟာအခြေခံလူဒန်းစားတွေကြီးပဲစစ်ပွဲမှာမှန်သမျှမှာအပြစ်မဲ့ဟုတ်စစ်ပွဲမှန်သမျှမှာတစားကန်ဆိုတာရှိတယ်စစ်ပွဲတွေအတွက်တစားကန်တွေဖြစ်ရတယ်အဲ့ပညာတတ်လို့ပြောတဲ့ကောင်တွေပေါ့ဗျာခင်ဗျားတို့ဟိုအင်္ဂလိပ်စကားတတ်တာနဲ့သိရမှာဟိုမနှဲလေးရပေါ့အတန်အီပဲနဲ့ပေါ့ဘာညာလုတ်ပြီးတော့ပေါ့မနှဲလေးကလင်းနေ9ယောက်10ယောက်ယူတယ်ပေါ့အဲ့ဒါမျိုးတွေကိုစာတန်းပြုစုလိုက်တာဒေါက်တာဖြစ်သွားအောင်သဘောပေါက်လားမသိအဲ့ဒီကောင်တကယ်ပညာတတ်ကြီးဆိုပြီးတော့ခင်ဗျားတို့လို့တကယ်သူသိတာမနှဲလေးသည်လင်းများသည်နော်ဟိုဘယင်တွေကခေါ်ပြီးတော့အဲ့ဒါမျိုးပေါ့ချတယ်ပြုတ်တယ်မနှဲလေးသေသွားတယ်အဲ့ဒါကိုစာတန်းပြုတာခင်ဗျားရဲ့နိုင်ငံရေးတွေခင်ဗျားအတွက်အနာဂတ်တွေဗမာပြည်ရဲ့အနာဂတ်တွေမပါဘူးသူကအင်္ဂလိပ်တွေကြိုက်အောင်အနောက်နိုင်ငံအကောင်တွေကြိုက်အောင်ကိုကြီးကျော်ကမြင်းစည်းတယ်ပေါ့ဗျာအဲ့လိုစာတန်းတွေပြုစုတာပေါ့သဘောပေါက်လားမသိဘူးဗမာပြည်မှာ38နတ်မင်းရှိပါတယ်ပေါ့အဲ့38နတ်မင်းမှာဘာဖြစ်တယ်တောင်မြုံမှာကတယ်ပေါ့အချောက်တွေဒွန်းတယ်ပေါ့ဗျာအဲ့ဒါမျိုးတွေရှောက်ရေးပြီးတော့ဘွဲ့တွေရကုန်တာအခုပြောရင် UNG ကဟိုစွမ်းရည်ဝင်ကြီးတူးခေါင်လို့ပေါ့တူးခေါင်ဒေါက်တာတူးခေါင်ပြောတယ်ဒေါက်တာတူးခေါင်ရတယ်ဆိုတာကိုရန်ကျန်းစာနဲ့တမာကျန်းစာနဲ့ဒေါက်တာဖြစ်တာအဲ့မှာဘာဖြစ်လို့တယံဇာတဝင်ကြီးလုပ်လဲဆိုတော့ UNG မှာသူစင်ကြေရှိတယ်ဗမာပြည်ကြီးရောကဘာကြီးရောဖန်တီးထားတာဒီဖျားရှင်တို့ဘယ်လိုပြောမလဲကြီးစက်ခအဟုတ်စာပေါ့
ဖျားသခင်ဖြစ်တယ်အဲ့တော့ဖျားသခင်နဲ့ဘွဲရလာတဲ့ကောင်ကိုနော်စွန့်ရင်ဝင်ကြီးဌာနခန့်လိုက်လို့ရှိရင်ဖျားသခင်ကပဲထပ်ပြီးတော့ကြောက်စိမ့်တွင်းတွေထပ်ပေးမဲ့ပုံစံမျိုးရွှေတွင်းတွေပေးမဲ့ပုံစံတကယ်ကြတော့ဘာမှမဟုတ်ပါဘူးသူများတူးတဲ့ဟာနဲ့အခွန်ကောက်တာဒါမှမဟုတ်လို့ရှိရင်လက်ညှိုးထိုးပြီးရောင်းတာအလောင်းတော်ကသဖတော်ကြီးပါကုံသွားတာသဘောပေါက်လားမသိဒီလိုမျိုးလုပ်နေတဲ့ဟာတွေအကုန်လုံးကိုခမားတို့ပြည်သူလူထုကမသိဘဲနဲ့ရှိသမျှအကုန်လုံးကိုထောက်ခံလိုက်ရင်သေပြီပေါ့မင်းအောင်လိုက်ရလဲခမားတို့ဒုက္ခပေးပဲဟိုတခိုးဘာကောင်မှမသိတဲ့ကောင်ကြီးကလည်းဒုက္ခပေးခမားတို့သေပြီပေါ့ခမားတို့ပြည်သူလူထုဘဝဘယ်လိုဖြစ်နေလဲဆိုတော့ဖိုးသူတော့ဟိုဘယ်လိုပြောမလဲနင်းအကောင်ကြီးတယ်ပေါ့နှစ်ခါလျှောက်သုံးခါလျှောက်လေးခါလျှောက်ဘဝဖြစ်နေတာခမားတို့ပြောလိုက်လို့ရှိရင်ဟိုအာနာလိုချင်တဲ့ကောင်တွေကကြံခါရေးပဲဖြစ်ဖြစ် NLD ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်အကုန်ပြောလိုက်လို့ရှိရင်ခင်ဗျားတို့ကြက်ခိုင်ရေးကိုမဲပေးလို့ရှိရင်လည်းနိုင်ငံရေးရည်ချိန်ရမြင့်တာပဲစစ်ဟို NLD ကိုမဲပေးလဲနိုင်ငံရေးရည်ချိန်ရမြင့်တာပဲအဲ့တော့မြင့်စစ်တပ်နဲ့တွေ့ရောဒီမှာမင်းအောင်လိုင်အားစောင့်နေ NLD တောက်ဖက်များစီရော့တောက်ဖက်စီလို့ရှိရင်အဲ့မှာကြိုးတန်းပေါ်လမ်းလျှောက်ပြုတ်ကြတာပေါ့ခင်ဗျားလေဒီမှာမင်းအောင်လိုင်ကလှုပ်တာလိုမျိုးလှုပ်တာမင်းအောင်လိုင်ကဖိုးသူတော်ဖြစ်နေမိုးနော်မင်းအောင်လိုက်ဆိုတဲ့ကောင်ကဘတော့မှလည်းဖုံးကြီးကြောင်းနိုင်လည်းမဖြစ်ဘူးဘာမှမဖြစ်ဘူးဖိုးသူတော့သူလှုပ်ချင်တဲ့ဟာသူအကုန်လှုပ်မှာအဲ့တော့ဟို NLD ပဲဖြစ်ဖြစ်တိုင်းရင်းသားတွေပဲဖြစ်ဖြစ်ပေါ့ငါ NLD ဆိုတောက်ဖက်စီးတဲ့အခါကဲနေကြိုးတန်းပေါ်မှာလမ်းလျှောက်ခင်ဗျတောက်ဖက်နဲ့ကြိုးတန်းနဲ့ဘလို့အဆင်ပြေမလဲတောက်ဖက်ကိုတော့မှသိရမှာလှုပ်ထားတဲ့ဟိုချွန်လေးနဲ့လှုပ်ထားတော့ကြိုးတန်းပေါ်ဘလို့လမ်းလျှောက်မပြုတ်ကြတိုင်းရင်းသားတွေဆိုလို့ရှိရင်လည်းမင်းကအကောင်ကြီးတယ်ပေါ့သိရမှာခုနှစ်ခါလျှောက်ရှစ်ခါလျှောက်ဒီလိုမျိုးတွေလျှောက်လုပ်တဲ့ဟာမျိုးပြည်သူလူထုကသိဖို့လို့ခင်ဗျားတို့အခုပြောနေတဲ့ online ပေါ်မှာပြောနေတဲ့ဟာတွေကလည်းကြော့ပါရဲ့ဟိုဆရာကြီးကြားဖြတ်နေဖြစ်နေတာခင်ဗျားတို့မီဒီယာဆိုတဲ့ကောင်တွေအကုန်လုံးကလည်းကျွန်တော်ပြောသလိုကြားဖြတ်နေဖြစ်နေတာအဲ့တော့ခင်ဗျားတို့အခုခင်ဗျားတို့ပြည်သူလူထုအနေနဲ့မေးကြည့်လိုက်မင်းတို့ BBC ဟာကမ္ဘာကြီးပေါ်မှာအကြီးမားဆုံးဂုဏ်သိက္ခာအရှိဆုံးမီဒီယာကြီးဖြစ်တယ်ဦးဝင်းမြင့်လွတ်လာပြီဦးဝင်းမြင့်ကလွတ်နေပြီနော်ဦးဝင်းမြင့်ကလွတ်နေပြီဦးဝင်းမြင့်ကလွတ်လာပြီမင်းတို့ BBC ကနေပြည်တော်မှာသတင်းတောင်လည်းရှိတယ်မင်းတို့ BBC အနေနဲ့ဦးဝင်းမြင့်နဲ့သတင်းရအောင်ဘလောက်များစ조사ခဲ့ဘူးသလဲမေးကြည့်လိုက်ခင်ဗျားတို့နောက်ဆုံးကုန်ပြောတာဦးဝင်းမြင့်လွတ်လာရင်ပျော်တဲ့လူတွေကိုပါဦးဝင်းမြင့်ကပြည်သူလူထုကိုပြောဖို့အကျိုးကြောင့်တော့ရှိတယ်လေမချိုချက်တဲ့ဟင်းလေးရပေါ့ဘယ်လိုပြောမလဲစားလို့ကောင်းတယ်ပေါ့ငါတို့ပသိမ်သားတွေဖြစ်တဲ့အတွက်မချိုကပေါ်ဆန်းနဲ့ပေါ့သိတယ်မလားငပိရည်လေးနဲ့အဲ့ဒီလောက်ကလေးပဲပြောအများကြီးမပြောနဲ့မင်းတို့ BBC နဲ့အများကြီးပြောခိုင်းနေတာမဟုတ်ဘူးကျွန်တော်ဗျာတောင်ငူထောင်ကနေလွတ်လာပြီကျွန်တော်မိမမချိုကနေပြီးတော့ပေါ်ဆန်းမွေးလေးချက်ပေါ်ဆန်းပသိမ်ပေါ်ဆန်းမွေးလေးနဲ့ပေါ့နော်ငပိရည်လေးကြိုတယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ပသိမ်ဟာလဝါပေါ့ဟာလဝါလေးနဲ့ဝါခဲမငချောက်ကလေးဝါခဲမပဇွန်ကြောက်ကလေးနဲ့ဖြာပုံကငချောက်ကလေးနဲ့ကျွန်တော်စားပါတယ်ဆိုတော့အဲ့ဒီလောက်ကလေးပဲအဲ့ဒီလောက်ကလေးရအောင်မင်းတို့ BBC ကသွားပြောရတာမပြောရဘူးဘာဖြစ်လို့လဲစစ်တပ်ညိုညင်မှာကြောက်လို့စစ်တပ်နဲ့ပေါင်းနေရလို့လူတို့အဲ့လောက်တော့သိဖို့လိုတယ်ခမားအဲ့ဒီလောက်တော့သိဖို့လိုတယ်ဒါပေမဲ့မီဒီယာနာမည်ခံထားတဲ့အခါငါတို့ကအခြေအနေကြည့်နေတာနော်ငါတို့အခြေအနေကြည့်နေတာနော်အဲ့တော့ပြည်သူလူထုအပေါင်းနော်လူငယ်တွေခမားတို့ရဲ့အနာဂတ်တွေခမားတို့ရဲ့အိမ်မက်တွေခမားတို့ရဲ့ဘဝတွေခမားတို့ရဲ့စွမ်းအင်တွေအကျိုးရှိအသုံးချဖို့အတွက်ဆိုလို့ရှိရင်ဒီလိုမျိုးဆေအာနာရှင်လို့ဘာလို့ညာလို့အချောင်းကိုခွေးခွင်ရေးကြွက်ခွင်ရေးကြောင်ခွင်ရေးလို့ဟိုခွေးသိပ်ပံဝက်သိပ်ပံကြက်သိပ်ပံဒီလိုတင်ထားတဲ့ကောင်တွေရဲ့ထောင်ချောက်ထဲမှာခမားတို့မကြဖို့အရေးကြီးတယ်ခွေးသိပ်ပံဝက်သိပ်ပံကြက်သိပ်ပံခွေးခွင်ရေးကြွက်ခွင်ရေးကြောင်ခွင်ရေးပေါ့ဗျာအမှဲရှိသမျှခွင်ရေးတွေပြောပြီးတော့ကိုယ်ခွင်ရေးကိုကိုတောင်းနေတယ်ဆိုတဲ့လူတွေရဲ့ထောင်ချောက်ထဲကိုခမားတို့မဝင်မိဖို့အရေးကြီးတယ်